အဲ့တုံးဖြစ်မလားကျွန်တော်တို့ဘယ်ဘက်ကပြစ်တဲ့တုံးလဲတော့မသိဘူးပေါ့ဗျာကျွန်တော်တို့လက်နက်ကြီးမှာကျွန်တော်တို့ကြားရောက်ပေါက်ခွဲပါတယ်ခုလဲဆက်လက်ပြီးတော့လက်နက်ကြီးသားများအဆက်မပြတ်ကြားနေရတော့မှကျွန်တော်တို့ဒါရောင်မြင်ရက်ွက်တဲ့နေမြေတဲ့ရောင်မြင်ပရိယတ်တိစာတင်တိုင်းမှာကျွန်တော်တို့ဘုံပေါက်ကွဲခြင်းဖြစ်ပါတယ်ကျွန်တော်တို့လက်နက်ကြီးကြတာဖြစ်ပါတယ်ကျွန်တော်ဆရာတော်များလဲနည်းနည်းစိုးရိမ်ထိတ်လန့်မှုတော့ရှိပါတယ်ကျွန်တော်တို့အားလုံးဘေးကင်းစွာနဲ့ပဲကျောင်းမှာရှိနေတဲ့ပါသတင်းသုံးနေတဲ့ပါတန်ဃာတော်ရှင်သူများလဲဒါတုံလုံး6ချားမှုတော့ဖြစ်ခဲ့ရပါတယ်ကျွန်တော်တို့ဒါနနက်9နာရီ12မိနစ်ကဖြစ်ပါတယ်လာရှိုးမြို့ရက်ွက်တဲ့ရန်အောင်မြင်ကျောင်းတိုက်ပရိယတ်တိစာတင်တိုက်ပဲဖြစ်ပါတယ်ခင်ဗျာ